င်းသမီးလေးအစာမစားဖြစ်တာ3ရက်တိုင်တိုင်ရှိသွားခဲ့ပါပြီ။ဒါကိုမြင်တော့ဘရင်ကြီးလည်းအလွန်မင်းစိုးရိမ်ပူပန်သွားပြီးတခုခုအဖြေရှာနိုင်ဖို့အတွက်နန်းတွင်းစားဖို့ဆောင်ဖွဲ့ကိုအမြန်ဆုံးဆင့်ခေါ်လိုက်ပါတယ်။စဖိုမူကတော့မင်းသမီးလေးဟာအစာကြီးများနေတာတသက်ပဲလို့ယူဆပြီးသူမအတွက်အချိုပွဲတစ်ခုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာပကံလုံးတစ်လုံးထဲကိုကြက်ဥ3လုံးခွဲထည့်ပြီးရေနဲ့တကြားအနှဲငယ်ရောဆက်ကကြက်ဥပေါင်း 8 custard လုပ်ခဲ့ပါတယ်။ဒါပေမဲ့အနားမှာရက်နေတဲ့မိန်းကလေးတစ်ယောက်ကတော့စဖိုမူရဲ့ချင်းကပ်ပုံကမှားနေတယ်လို့ခံစားမိခဲ့ပါတယ်။မင်းသမီးလေးကအစာကြီးများနေတာတသက်မဟုတ်ဘူးလို့သူမယုံကြည်နေပေမဲ့စဖိုဆောင်တဲ့ကဘသူကမှသူမရဲ့အမြင်ကိုမယုံကြပါဘူး။မကြခင်မှာပဲစဖိုမူဟာမင်းသမီးလေးစီကိုကြက်ဥပေါင်းယူဆောင်လာခဲ့ပါတယ်။အားလုံးရဲ့မျှော်လင့်ချက်အပြည့်နဲ့ကြည်နေတဲ့အကြည့်တွေအောက်မှာမင်းသမီးလေးဟာတလုံးမြည်ဆန်းကြည့်လိုက်ပါတယ်။မင်းသမီးလေးနောက်ဆုံးတော့အစာစားတော့မယ်လို့အားလုံးထင်လိုက်တဲ့အချိန်မှာပဲသူမဟာဇုံးကိုပစ်ချလိုက်ပြီးကတင်ပေါ်ပြန်လဲချသွားခဲ့ပါတယ်။နန်းတွင်အထိန်တော်ကြီးကစဖိုမူကိုအစားတောက်ပေါ်ဂယုမဆိုင်ရကောင်းလားဆိုပြီးချက်ချင်းပဲအပြစ်တင်ပါတော့တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကစဖိုမူကမင်းသမီးလေးကဒီနေ့နှစ်လုစားရဲဆိုတော့မနှက်ဖြန်ကြရင်3လုစားကောင်းစားမှာပေါ့။အချိန်ကြာလာရင်တော့ပုံမှန်အတိုင်းပြန်စားသွားမှာပါ။ဆိုပြီးသူမကိုသူမကာကွယ်ပြောဆိုခဲ့ပါတယ်။အခုချိန်ထိစဖိုမူကဒါဟာအစာကြီးများတဲ့အော်ဂလီဆန်လေးတယောက်ရဲ့တသက်မဲ့ပြဿနာရှာမှုပဲလို့ယုံကြည်နေတော့မှာပဲအမှန်တရားကိုရှာဖွေခြင်းစဖိုမူရဲ့ပေါ်စားတဲ့အပြုမူကနောက်ဆုံးမှာတော့အားလုံးကိုဒေါသထွက်စေခဲ့ပါတယ်။အထိန်တော်ကြီးကသူမကိုချက်ချင်းအပြေရှာဖို့မဟုတ်ရင်နန်းတော်ကနေနှင်ထုတ်မယ်လို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့စဖိုမူရဲ့အပြေဆိုတာကတော့အရသာပူရှိအောင် sauce အချို့သွားယူဖို့သူမရဲ့တပည့်ဖြစ်သူကိုကိုတောင်နဲ့လွှတ်လိုက်တာပါပဲ။တပည့်မလေးဟာစဖိုမူဘလောက်တောင်ပေါ်စားနေလဲဆိုတာကိုသိပေမဲ့သူမရဲ့အစင်တန်းကနှိမ့်ကြလွန်းတာကြောင့်ဘာမှမပြောရဲခဲ့ပါဘူး။မထင်မှတ်ပဲ sauce သွားယူရင်းနဲ့တပည့်မလေးဟာကိုတောင်ထဲမှာပဲငါပိကိုမြည်စမ်းနေတဲ့ဟိုမိန်းကလေးကိုတွေ့လိုက်ရပါတယ်။ထိုမိန်းကလေးကတပည့်မလေးကိုသူမအနေနဲ့မင်းသမီးလေးဟာအစာကြီးများနေတာမဟုတ်ဘူးလို့ထင်တာကြောင့်အမဲပစ္စည်းတွေကိုလာရောက်စစ်ဆေးတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သိချတာပေါ့။သူတို့တွေစားတောက်ကုန်ပစ္စည်းတွေစီကနေထူးဆန်းတဲ့အနက်တစ်ခုထွက်နေတာကိုစုံစမ်းသိရှိသွားခဲ့ပါတယ်။တပည့်မလေးကလည်းချက်ချင်းမြည်စမ်းကြည့်ပြီးအဲ့ဒီမိန်းကလေးပြောတာမှန်ကန်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။သူမဟာစဖိုမူထန်တီအကြောင်းကိုချက်ချင်းသတင်းပို့ပြီးသူမကိုယ်တိုင်ချက်ပြုတ်ဖို့စေတနာဝန်ထမ်းအဆိုပြုလိုက်ပါတယ်။ဖြည့်ရှင်းပြီးစီးချင်းမကြခင်မှာပဲတပည့်မလေးဟာမင်းသမီးလေးအတွက်စံပြုတ်တစ်ခွက်ပြင်ဆင်ပေးခဲ့ပါတယ်။ဒီလိုရိုးရှင်းလွန်းတဲ့ဟင်းလျာကိုမြင်တော့အထိန်တော်ကြီးကတော်ဝင်မိသားစုကိုပေါ့ပေါ့ဆဆဆက်ဆံရမလားဆိုပြီးစူပူချိန်မောင်းပါတော့တယ်။သူကအပြစ်ပေးဖို့အမိန့်ပေးခါနီးအချိန်မှာပဲမင်းသမီးလေးကစံပြုတ်ကိုစတင်သုံးဆောင်ပါတော့တယ်။စံပြုတ်ကိုကုံအောင်တောက်ပြီးတဲ့နောက်မှာတော့မင်းသမီးလေးကဒီအစားအစာမှာအရင်ကလိုထူးဆန်းတဲ့အနံ့ဆိုးကြီးမရှိတော့ဘူးလို့မိန့်တော်မူခဲ့ပါတယ်။အဲ့ဒီခါကျမှပဲလွန်ခဲ့တဲ့ရက်ပိုင်းကမိုးရွာတုန်းကကိုတောင်ထဲမှာမိုးယိုခဲ့တာကိုအားလုံးသတိရသွားကြပါတယ်။ပါဝင်ပစ္စည်းတွေဟာအဲ့ဒီအချိန်တုန်းကတိမ်မွေ့ရဲ့မှုနဲ့အနှဲငယ်ဆွဲသွားခဲ့တာဖြစ်နိုင်ပါတယ်။လူကြီးတွေကတော့ဒါကိုသတိမထားမိနိုင်ပေမဲ့ကလေးတစ်ယောက်ဖြစ်ပြီးပုံမထက်မြက်တဲ့အရသာအာရုံရှိတဲ့မင်းသမီးလေးကတော့ထူးဆန်းတဲ့အရသာကိုချက်ချင်းသိရှိသွားခဲ့တာပါ။ဒီဖြစ်ရပ်ပြီးမှာတော့စဖိုဆောင်ကြီးကဲကအခြေအနေကိုဂရုတစိုက်နဲ့တာဝန်သိတဲ့စွာကင်တွယ်ခဲ့တဲ့မိန်းကလေးနဲ့တပည့်မလေးတို့ကိုချီးမွမ်းခဲ့ပြီးပေါ်ဆစွာဆောင်ရွက်ခဲ့တဲ့စဖိုမူကိုတော့ပြင်းထန်စွာဝေဖန်ပြစ်တင်ခဲ့ပါတော့တယ်။